ခုကျွန်တော်တို့ JavaScript အတန်းလေးစလိုက်ရအောင်ပေါ့နော်အဲ့တော့စချင်းကျွန်တော်တို့ဘာလုပ်ကြမလဲဆိုလို့ရှိရင်ကျွန်တော်တို့ JavaScript ရေးဖို့အတွက် environment ကို set up လုပ်ကြမယ်ပေါ့နော်ကျွန်တော်တို့ဘာသုံးမလဲဆိုလို့ရှိရင်ဒီ JavaScript code တွေကိုဘယ်ထဲမှာရေးမလဲဆိုလို့ရှိရင်ကျွန်တော်တို့ Visual Studio Code ပေါ့နော် Visual Studio Code မှာရေးမယ်အဲ့တော့ Visual Studio Code မသွင်းရသေးတဲ့သူတွေကဒီကနေပြီးတော့ download ဆွဲပြီးသွင်းလို့ရတယ်ပေါ့နော်ကျွန်တော် Telegram channel မှာလည်း link ချပေးထားတယ်ပေါ့နော် VISUal Visual STUDIO Studio COD Code Visual Studio Code ပေါ့နော်ကျွန်တော် screen ကို share ပေးလိုက်ပါမယ်နော်ကျွန်တော် screen ကိုမြင်အောင် entire screen share ပေါ့နော်ကျွန်တော် screen ကိုမြင်ရလားမသိဘူးခင်ဗျဟုတ်ကဲ့ Visual Studio Code ကိုမသွင်းရသေးလို့ရှိရင်ဒီ Google မှာ Visual Studio Code ဆိုရိုက်ပြီးတော့မှကျွန်တော်တို့သွင်းလို့ရတယ်ပေါ့နော်ဒီမှာ Visual Studio Code ဒါဆိုရင် Windows တွေလည်းသွင်းလို့ရမယ် Linux တွေလည်းသွင်းလို့ရတယ်သူကတစ်ခါလေးပြပေးလိမ့်မယ်ပေါ့နော်ကိုက Windows သုံးနေတာဆိုလို့ရှိရင်ဒီမှာ download for Windows ဆိုပြီးတော့ပြပေးလိမ့်မယ်နော် Visual Studio Code မသွင်းရသေးတဲ့သူရှိလားမသိဘူးခင်ဗျတစ်ချက်တော့ဖြေပေးကြပါဦး Hello သွင်းထားပြီးသွားပြီလားအဲ့ဆိုရင်ကျွန်တော်တို့ Visual Studio Code သွင်းတဲ့ဟာကိုကြော်လိုက်မယ်နော်ကြော်ပြီးလို့ရှိရင်ကျွန်တော်တို့ဘယ်သွားမလဲဆိုလို့ရှိရင်နေရာလူလေးတစ်ခုမှာပေါ့နော်နေရာလူလေးတစ်ခုမှာကျွန်တော်တို့folder လေးတစ်ခုဆောက်လိုက်မယ်ပေါ့နော် JS ဆိုပြီးတော့ folder လေးတစ်ခုဆောက်မယ်ဆောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာနဲ့ဖွင့်မလဲဆိုရင် Visual Studio Code ကိုသွားမယ်သွားပြီးလို့ရှိရင် file open folder ကိုသွားမယ်ပြီးလို့ရှိရင်စောစောဆောက်ထားတဲ့ JS ဆိုတဲ့ဟာလေးကိုရွေးပေးလိုက်မယ်ပေါ့နော် select ဒါကကျွန်တော် file လေးကြိုပြင်ထားလို့ဒီလိုပေါ်တာပေါ့နော် folder ဆောက်ပြီးသွားပြီလားမသိဘူးခင်ဗျဆောက်ပြီးသွားလို့ရှိရင် Visual Studio Code မှာဖွင့်လိုက်ပါနော်ဘယ်လိုဖွင့်ရမလဲဆိုရင် file ကိုသွားမယ်ပြီးလို့ရှိရင် open folder ကိုနှိပ်မယ်ပေါ့နော် open folder ကိုနှိပ်ပြီးတော့စောစောဆောက်ထားတဲ့ JS ဆိုတဲ့ folder လေးကိုသွားမယ်ပြီးလို့ရှိရင် select လုပ်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင် JS ဆိုတဲ့ folder လေးကဒီမှာ Visual Studio Code မှာပွင့်လာမှာဖြစ်တယ်ပေါ့နော်ပွင့်လာပြီးလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးဘာဆောက်ရမယ့် file ကဘာလဲဆို index.html ပေါ့နော်ကျွန်တော်ဒါလေးကိုဖြတ်လိုက်မယ်ဒါလေးကိုမဖြတ်တော့ပါဘူးပထမဆုံးဆောက်ရမယ့် file လေးက index.html ပေါ့နော်ဒီမှာဒီဟာလေးကိုဒီအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ရင် new file ဆိုတာလေးတွေ့ပဲ new file နေရာမှာ index.html ဆိုပြီးပေးလိုက်ပေါ့နော်ဒီတိုင်းလေးပေါ့နော် index.html ပေးလိုက်မယ်ပေးပြီးလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီမှာ html လေးရေးမယ် html ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာ head ရေးမယ်ပြီးလို့ရှိရင် title title နေရာမှာ js playground ပေါ့နော် play ground playground ပြီးရင်ဒီ header ထဲမှာပဲ script script ဆိုပြီးတော့ဒီတိုင်းလေးရေးမယ်ပေါ့နော်ပြီးရင် header ရဲ့အောက်မှာ body ရှိမယ်ပေါ့နော် body body ပြီးရင် cent ရ center တက်လေးပြီးရင် js play ground ပေါ့နော် js playground ပြီးရင် control s လေးနဲ့ဆေးလိုက်မယ်ပေါ့နော် keyboard control s လေးနဲ့ဒီတိုင်းလေးဖြစ်သွားလိမ့်မယ်လိုက်ရေးကြည့်ပါနော်ရေးပြီးလို့ရှိရင်ကျွန်တော်တရားတော့ပြောပေးပါအောင်နော်ကျွန်တော်တယောက်တည်းစကားပြောသလိုကြီးဖြစ်နေပါဆိုလို့ဒီတိုင်းလေးပေါ့နော်
ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီ JavaScript ဒီအားလုံးကိုဒီ HTML file ထဲမှာ run မှာပို့လို့ပေါ့နော်ဒီ HTML file လေးစောက်ပြီးသွားပြီလားမသိဘူးခင်ဗျโอเคဒါပြီးလို့ရှိရင်ကျွန်တော်တို့ဘာသွင်းမလဲဆိုရင် extension တွေသွင်းမှာပေါ့နော်ဒီ Prettier တို့ Live Server တို့ extension သွင်းမှာပေါ့နော်အရင်ဆုံးသူက JavaScript ကိုလူကိုယ်တိုင် format ချလို့ရှိရင်ကြာတယ်ပေါ့နော် JavaScript code တွေကိုအလိုလျောက် format ချပေးတယ်ကျွန်တော်တို့ဒီ extension လေးတစ်ခုသွင်းမှာပေါ့နော် Prettier လို့ခေါ်တယ်ကျွန်တော်ဒီ4000ခွက်လေးတွေကိုနှိပ်လိုက်ပေါ့နော် extension ဆိုပြီးတော့ပေါ်လာလိမ့်မယ်ဒီ4000ခွက်လေးတွေပေါ့နော်ဒီ4000ခွက် icon လေးကိုနှိပ်လိုက်မယ်အဲ့မှာကျွန်တော်တို့ဘာသွင်းမလဲဆိုလို့ရှိရင် Prettier ကိုသွင်းမှာပေါ့နော် P R E T T I E ရ Prettier ဒါဆိုရင် Prettier code formatter ဆိုပြီးတော့ပေါ်လာလိမ့်မယ်ပေါ့နော်ဒီကောင်လေးကိုနှိပ်မယ်နှိပ်ပြီးလို့ရှိရင် install ကိုနှိပ်ရမယ်ပေါ့နော်ကျွန်တော်ကဒီမှာသွင်းပြီးသားမို့လို့ install ဆိုပြီးပေါ်နေတာမသွင်းရသေးလို့ရှိရင် install ဆိုပြီးတော့ပေါ်နေလိမ့်မယ်ပေါ့နော်အဲ install လေးကိုနှိပ်လိုက်ပါနော်သွင်းပြီးသွားပြီဆိုရင်ကျွန်တော်တို့တစ်ချက်ပြောပြပါနော်သူက JavaScript တွေကို auto format ချပေးတာပေါ့နော် Control S နှိပ်လိုက်တာနဲ့ save လိုက်တာနဲ့ JavaScript code တွေကိုအလိုလိုနေရာညှိပေးတယ်ပေါ့နော် code line တွေ indent တွေကိုသူက auto ညှိပေးတာပေါ့နော်လူကိုယ်တိုင်လုပ်လို့ရှိရင်အရန်ခက်တယ်ပေါ့နော်ကြာတယ်ပေါ့နော်ဒီ Prettier code formatter ကိုတုံလိုက်မယ်ဆိုလို့ရှိရင်သူက JavaScript code တွေကို auto ညှိပေးတယ်ပေါ့နော် format ချပေးတယ်ပေါ့သွင်းပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်လိုမျိုးပဲ disable နဲ့ uninstall ဆိုပြီးပေါ်နေလိမ့်မယ်နော်ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ကျွန်တော်နောက်တစ်ခုထပ်သွင်းမယ်နော်ဒီ Prettier လေးကိုဖြတ်လိုက်မယ်ဖြတ်ပြီးရင် live server ပေါ့နော် live live server live server ဆိုပြီးရိုက်ထည့်လိုက်ရင်ဒီမှာအပေါ်မှာ live server ဆိုပြီးကြာလာလိမ့်မယ်ပေါ့နော်ဒီကောင်လေးကိုနှိပ်မယ်ပြီးလို့ရှိရင် install ကိုနှိပ်မယ်ပေါ့နော် install ကိုနှိပ်ပြီးသွင်းလိုက်ပါသွင်းပြီးလို့ရှိရင်ကျွန်တော်လိုမျိုးပဲ disable and install ဆိုပြီးပေါ်လာလိမ့်မယ်ပေါ့နော်သူကကျတော့ကျွန်တော်တို့ရဲ့ HTML file ကို web server အနေနဲ့ပြပေးတယ်ပေါ့နော်ဒီ Apache web server တို့ Nginx web server တို့လိုမျိုးပဲပေါ့နော်သူကကျတော့ HTML file ကို web server အနေနဲ့ auto ပြပေးတယ်ပေါ့နော် browser မှာဒီ Chrome browser မှာကျွန်တော်တို့သုံးရတာပိုလွယ်တာပေါ့နော်သူကဘယ်လိုအလုပ်လုပ်လဲဆိုလို့ရှိရင် JavaScript code ကိုပြင်လိုက်တာနဲ့တခါတည်း web browser မှာသွားပြီးတော့သူက auto update လုပ်ပေးတယ်ပေါ့နော်သူက web server လိုမျိုးအလုပ်လုပ်ပေးတာပေါ့နော်သွင်းပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက်ပြောပြပါနော်โอเคအဲ့ဆိုရင်ကျွန်တော်ဒီမှာအပေါ်က explorer ဆိုတဲ့ဟာလေးကိုပြန်သွားလိုက်မယ်ပေါ့နော်ဒီမှာစာရွက်ပုံစံလေးဒါဆိုရင်ကျွန်တော်တို့ဒီကောင်တွေပိတ်လို့ရဒီ tab တွေကိုပိတ်လို့ရပြီပေါ့နော်ဒီ tab တွေကိုပိတ်မယ်ပြီးရင်ကျွန်တော်ဒီက setting လေးကိုသွားမယ်အောက်ဆုံးမှာဘယ်ဘက်အောက်ခြေနားမှာခွေးသွားစိတ်ပုံစံလေးပေါ့နော်ဘယ်ဘက်အောက်ခြေနားခွေးသွားစိတ်ပုံစံလေးကိုနှိပ်လိုက်မယ်အဲ့ဒါ setting လေးပေါ့နော်ပြီးလို့ရှိရင် setting manage ကိုမှာ setting ကိုသွားမယ်ပေါ့နော်ဒီမှာ settings ဒါမျိုးလေးပေါ်လာလိမ့်မယ် setting ဆိုပြီးတော့ဘယ်ဘက်အောက်ခြေနားခွေးသွားစိတ်ပုံစံလေးကိုနှိပ်ပြီးလို့ရှိရင် setting ကိုသွားမယ်ဒါမျိုးလေးပေါ်လာလိမ့်မယ် search မှာじゃဘာရိုက်ထည့်ပေးရမလဲဆိုရှင် formatter formatter ဆိုရိုက်ထည့်ပေးလိုက်နော် formatter formatter
formatter ဆိုပြီးရိုက်ထည့်လိုက်ရင်ဒါမျိုးလေးကြာလာမယ်ကြာလာလို့ရှိရင်ကျွန်တော်တို့ကဘာရွေးပေးရမလဲဆိုရင် editor default formatter ကိုသွားမယ် editor default formatter ကိုသွားပြီးတော့မှဒီ drop down list လေးမှာကျွန်တော်တို့စောစောသွင်းထားတဲ့ PRETTI က prettier code formatter ဆိုတာကိုရှာရမယ်ပေါ့နော်ရှာပြီးလို့ရှိရင်အဲ့ဒါလေးကိုနှိပ်ပေးလိုက်ပေါ့နော် PRETTI က prettier ကိုရှာမယ်ပြီးလို့ရှိရင် select ရွေးပေးလိုက်ပေါ့နော်ဒါမျိုးလေး editor မှာ default formatter ပေါ့နော် default formatter ကိုရှာမယ် prettier ကိုရွေးမယ်ပေါ့နော်ပြီးလို့ရှိရင် format on save ကိုအမှန်ကြီးလေးချစ်ပေးမယ်ပေါ့နော်ဒီဟာလေးအမှန်ကြီးမချစ်ရသေးဘူးဆိုလို့ရှိရင်ဒါလေးကိုအမှန်ကြီးလေးချစ်ပေးလိုက်မယ်ပေါ့နော် format on save save လုပ်လိုက်တာနဲ့ code တွေကို save လုပ်လိုက်တာနဲ့သူက auto format ချပေးသွားမှာပေါ့နော်ရပြီလားမသိဘူးခင်ဗျโอเคအဲ့ဒါဆိုရင်တော့အဆင်သင့်ဖြစ်သွားပြီကျွန်တော်တို့ဒီနေရာကိုသွားမယ်သွားပြီးလို့ရှိရင်ကျွန်တော်တို့ JavaScript တွေကိုဘယ်ထဲမှာရေးရလဲဆိုလို့ရှိရင်ဒီ scripted ထဲမှာရေးရတယ်ပေါ့နော် scripted ထဲမှာကျွန်တော်တို့ရေးရတယ်ကျွန်တော်ပထမဆုံး JavaScript လေးကိုရေးကြည့်အောင် console.log log ပြီးရင် round bracket hello world ပေါ့တပည့်ကုတ်လေးပေါ့နော်တပည့်ကုတ်ထဲမှာထည့်ရမယ်စာသားတွေကိုတပည့်ကုတ်ထဲမှာထည့်ပေးရမယ်ပေါ့နော်ဒါတူနုနဲ့မြည်တယ်စာသားတွေကိုတပည့်ကုတ်ထဲမှာထည့်ပေးရမယ်ပေါ့နော်တပည့်ကုတ်လေးနဲ့တပည့်ကုတ်မပါဒီတပည့်ကုတ်လေးမပါလို့ရှိရင် error တက်မယ်ပေါ့နော်ဒီမှာหนีသွားလိမ့်မယ်အဲ့တော့တပည့်ကုတ်လေးထည့်ပေးရမယ်ပေါ့နော်ပြီးရင် semicolon နဲ့ပိတ်ပြီးရင် control s အဲ့တော့ကျွန်တော်တို့ရဲ့ JavaScript ကုတ်တွေကိုသူကဖော်ပြပေးတာ console.log ပေါ့နော် browser console ထဲမှာသွားပြီးတော့ပြပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒီ index.html file လေးကို highlight လုပ်မယ်ပြီးလို့ရှိရင်ဒီကျွန်တော်တို့ညာဘက်အောက်ခြေနားမှာ go live ဆိုပြီးပေါ်နေလိမ့်မယ်အဲ့ဒါကျွန်တော်တို့စောစောကတွင်းထားတဲ့ live server ပေါ့နော် go live ဆိုပြီးပေါ်နေလိမ့်မယ်အဲ့ go live လေးကိုနှိပ်ပေးလိုက်ပေါ့နော်ဒီမှာ go live ဆိုပြီးပေါ်နေတာဒီကောင်တွေကိုပိတ်ထားလို့ရတယ်ပေါ့နော် open chat တွေပါပွင့်နေလို့ရှိရင်ဒီကနေပြီးတော့နှိပ် cross လေးကိုနှိပ်ပြီးပိတ်ထားလို့ရတယ်နော်လိုချင်တော့ဒီကပြန်ဖွင့်ပေါ့လောဆယ်တော့မလိုပါဘူးเนาะအဲ go live လေးကိုနှိပ်ပေးလိုက် index.html ကို highlight လုပ်မယ်ပြီးရင် go live လေးကိုနှိပ်မယ်ဒါဆိုရင် js playground ဆိုပြီးတော့ဒီမှာပွင့်လာပြီပေါ့เนาะကျွန်တော်တို့ရဲ့ html file လေးကကျွန်တော်တို့ရဲ့ html file လေးက js playground ဆိုပြီးတော့ပွင့်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့စောစောရေးထားတဲ့ console.log hello world ဆိုတဲ့ဟာကိုဘယ်ကကြည့်မလဲဆိုရင်ဒီ browser ရဲ့ white space ပေါ်မှာ right click ထောက်မယ်ပြီးရင် inspect ကိုနှိပ်မယ်ပေါ့နော် inspect ကိုနှိပ်မယ်ပြီးရင် console ကိုသွားမယ်ပေါ့နော်reload လေးကိုနှိပ်ပေးလိုက်ဒါဆိုရင်ဒီမှာ hello world လို့ပေါ်နေပြီပေါ့နော်ဒါကျွန်တော်စောစောရေးလိုက်တဲ့ JavaScript ကုတ်လေးပေါ့နော် JavaScript ကုတ်နဲ့ရေးလိုက်တဲ့ hello world ပေါ့နော်ဒါမျိုးပေါ်နေပြီပေါ့ဒီထိကြလားမသိဘူးခင်ဗျဒါကတော့ကျွန်တော် JavaScript ကို inline မှာရေးတာပေါ့နော်ဒီ scripted ထဲမှာဒီ scripted လေးထဲမှာ JavaScript ကို inline မှာရေးတာ external file နဲ့ရေးလို့လည်းရတယ်ပေါ့နော်နှစ်နည်းရှိတယ်သူက inline မှာလည်းရေးလို့ရတယ် external file နဲ့လည်းရေးလို့ရတယ် external file နဲ့ရေးမယ်ဆိုရင်ကြတော့ဒီနေရာမှာဒီနေရာမှာ src equal ပြီးလို့ရှိရင် double ကိုလေး auto ပေါ်လာတယ်နော် src equal ပြီးလို့ရှိရင်ကျွန်တော်တို့
script script.js ဆိုရိုက်လိုက် script.js ဆိုပြီးရိုက်မယ်ပြီးလို့ရှိရင် control s နဲ့နှိပ်မယ်ပြီးရင်ဒီနေရာမှာ script.js script.js ဆိုတဲ့ file လေးစောက်ပေးလိုက်မယ်ပေါ့နော်ပြီးရင်အဲ့ file လေးထဲမှာ console.log log double quote hello world I am external script ပေါ့နော်ပြီးရင် semicolon လေးချ control s ဒါဆိုရင်လည်းသူက external file ကိုလှမ်းယူပြီးတော့မှ external file က javascript ကို run တာပေါ့နော်စောစောကကျတော့ကျွန်တော် inline script ထဲမှာ direct ထည့်တာပေါ့နော်ဒါကကျတော့ external file လေးကိုလှမ်းချိတ်ပြီးတော့မှ run တာပေါ့နော် src ရဲ့အရှေ့က source ပေါ့နော် source equal script.js အဲ့တော့ကျွန်တော် script.js ထဲမှာ console.hello က I am external script ဆိုတာရေးထားတယ်အဲ့တော့ကျွန်တော်ရမရကျွန်တော်ပြန်ကြည့်မယ်ပေါ့နော်ဒါဆိုရင်ဒီနေရာမှာပေါ်လာပြီကျွန်တော်ရေးတာမှန်တယ်ပေါ့နော် hello က I am external script ဆိုပြီးပေါ်လာပြီပေါ့နော်ဒါကတော့ javascript ကို run ဖို့အတွက် environment setup နဲ့ကျွန်တော်တို့ javascript ကို inline script ထဲမှာရေးထားတယ် external file ကနေပြီးတော့မှ import လုပ်ပြီးတော့သုံးတာရယ်ပေါ့နော်ဒါက external file ကနေပြီး import လှမ်းလုပ်တာ index.html ကတက် script.js file ကတက်ပေါ့နော်အဲ့ဒါကိုမှ script.js file ကိုလှမ်းချိတ်ပြီးတော့ကျွန်တော်တို့သုံးလိုက်တာပေါ့နော်အဲ့တော့ဒီအပိုင်းလေးမှာဘာပြီးသွားလဲဆိုလို့ရှိရင် environment setup ပြီးသွားတယ်ပြီးလို့ရှိရင် script ထဲမှာ javascript ကို direct run တာပြီးသွားတယ်ပြီးလို့ရှိရင် script ထဲကနေပြီးတော့မှ external javascript file ကိုလှမ်းချိတ်ပြီးတော့မှကျွန်တော်တို့ run တာပြီးသွားတယ်ပေါ့နော်အချက်3ချက်ပြီးသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်တစ်ဆင့်မှာတော့နောက်ဗီဒီယိုမှာကျွန်တော်တို့ variable တွေအကြောင်းကိုကျွန်တော်ဆက်သွားမယ်ပေါ့နော်ဒီထိရလားမသိဘူးခင်ဗျဟုတ်